လော့ဂိမ်းတွေဆယ်လီတွေအကျော်ညာကောင်းလို့ကျုပ်တို့လဲဆော့လာခဲ့တာစားကတော့ပေးပေးစားတယ်ကျက်သွန်စီစံဖို့ကွယ်ရှုံးဝလဲကြဘယ်လိုလဲဟဲ့ကျုပ်ဝိုင်းရင်ကလေးစလို့ကြောင့်ကျုပ်ပုံထားတယ်ဒီတခါတော့မစော့တော့ပါကွယ်ဦးမသားမတွေကကွယ်အထူးပရိုမိုရှင်းကြောင့်နဲ့ဒီအလှဲတော့ခမရအပိုင်းရမယ်သူ့တန်ရှူရှူစကားကြောင့်ွယ်အမှတ်မရှိပဲကျွန်တော်စောမိပြန်နေကျွန်တော်ပေါင်တဲ့အိမ်ဝိုင်းကလေးကိုအခုတော့အပြေရောင်းဝင်လိုက်ပါလေ